ပြောခဲ့တဲ့ seven words ထဲကနေပြောမှာဒါ6ခုမြောက်သောစကားဖြစ်ပါတယ်ဒီစကားတကုန်းဟာအမတန်မှအရေးကြီးတယ်ကျွန်တော်ယုံကြည်သူအားလုံးအတွက်တကူနဲ့ပြည့်ဝသောစကားဖြစ်ပါတယ်ဒီစကားကိုယေရှုခရစ်တော်ဒီကားလိုက်ပေါ်မှာပြောခဲ့တယ်သူကဒီစကားရဲ့အတိတ်ပဲကအမှုပြီးပြီဆိုတာဒီနော်လုံးဝ perfect tense နဲ့ grammatically ကျွန်တော်ကြည့်မယ်ဆိုရင်တော့လုံးဝဒါလုံးဝ character ကိုယ်တိုင်အမှုနဲ့ပတ်သက်တဲ့အရာမှန်သမျှတည်းရဲ့အဖြစ်ကျွေးနဲ့ပတ်သက်တဲ့အရာမှန်သမျှကျင့်ခြင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှကို character ကိုယ်တိုင်ကအမှုပြီးပြီဆိုကြွေးကြော်ခဲ့တဲ့ယေရှုခရစ်တော်ဖြစ်တယ်အာမင်လက်တော်တဲ့ all ရဲ့ခရစ်တော်ကိုကြွေးကြော်ပါ hallelujah hallelujah ယောဟန်ခရစ်ဝင်ခန်းကြီး19ခန်းငယ်30ဟုတ်ပါပဲယေရှုဒီပုံရိပ်ကိုခံပြီးမှအမှုပြီးပြီဟုမိန့်တော်မူလျက်ခေါင်းတော်ကိုငိုက်ဆိုင်ညွှန်၍အသက်တော်ကိုစွန့်လေ၏တဲ့ဒါကျွန်တော်အားလုံးသိပြီသားခရစ်တော်ကားလိုက်ပေါ်မှာအမှုပြီးပြီးလို့ကြွေးကြော်တဲ့အကြောင်းအဲ့ဒီအလေးမတိုင်ခင်လေးပါကျွန်တော်သိတင်သိထိုက်တဲ့အရာတကယ်ကိုအသက်တာမှာကျွန်တော်လက်တွေ့ကျင့်သုံးနေတဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်သောယုံကြည်သူတယောက်အနေနဲ့အရေးကြီးတဲ့အရာတစ်ခုကျွန်တော်ပြောပြပေးခြင်းနဲ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးဟာခရစ်တော်ကိုယုံကြည်ကိုးစားတဲ့ယုံကြည်သူခရိယန်တွေဖြစ်ပါမယ်ဟုတ်ပါသလားဟုတ်ပါသလားဒါဆိုရင်ကျွန်တော်တို့ဘာသိဖို့လိုလဲဆိုတော့သူဟာဘယ်သူဖြစ်ကြောင်းကောင်းကောင်းသိဖို့လိုတယ်နောက်ကိုဟာဘယ်သူဖြစ်ကြောင်းကောင်းကောင်းသိဖို့လိုတယ်လည်းပြောမယ်သူဟာဘယ်သူဖြစ်ကြောင်းကောင်းကောင်းသိဖို့လိုသလိုကိုဟာဘယ်သူဖြစ်ကြောင်းကောင်းကောင်းသိဖို့လိုပါလေအာမင်အာမင်ကျွန်တော်ကိုယ်ကဘုရားဒီအရာကတိကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်ကျွန်တော်ကိုယ်ကဘုရားဒီအရာကတိကိုကဲတင်ပြီးတော့ဘုရားဖြစ်တယ်အာမင်ကျွန်တော်ကိုယ်ကဘုရားဒီအရာကတိကိုတတ်ဆွမ်းတော့ဘုရားဖြစ်တယ်ကျွန်တော်ကိုယ်ကတော့ဘုရားဒီအရာကတိကိုလောက်ဆောင်နိုင်တော့ဘုရားရှင်ဖြစ်တယ်အာမင်ဂျိုနီတူစွာကျွန်တော်ကိုယ်ကဘုရားဒီမြစ်တာနဲ့ပြည့်ဝသောဂျေစုတော်ရှင်အဖဘုရားဖြစ်တယ်အာမင်ကျွန်တော်ကောင်းကင်ဖခင်လည်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ Daddy he's a daddy တို့ကြည့်အောင် Daddy we love you လို့ပြော we love you လို့ပြောတင်းနေတော့ Daddy we love you အခု personally တယောက်ချင်းစီတယ်ပြောရအောင် Daddy I love you လို့ပြောရအောင်တင်းနေတော့ Daddy I love you ဒီနောက်ဘယ်လိုမကြည့်ကြတော့နော်ခါမှာရမ်းရေးကြည့်ပါလေဒီနောက်ကိုကြည့်ရင်မျိုးဖြစ်တော့မှာဆိုဘောပဲမောကြည့်အောင်ပြန်ပြောအောင်တင်းနေတော့ Daddy I love you သုံးချိန်ပြောတင်းနေတော့ Daddy I love you နောက်တစ်ခါ Daddy I love you နောက်ဆုံးတစ်ခါ Daddy I love you ကျွန်တော်ကိုယ်ကဘုရားသခင်ပြီးဖယားဖြစ်တဲ့နေတူဘယင်လေးဖြစ်တဲ့နေတူကျွန်တော်ရဲ့မိတ်ဆွေလိုလည်းဖြစ်လို့ပဲနောက်တမန်ကျမ်းစာလို့ပြောတယ်ကျွန်တော်ရဲ့အဖဖြစ်တယ်ပြန်ပြောပါအောင်အဖလို့ပြောပါအောင်နောက်တစ်ခါတော့အဖလို့ပြောပါအောင်ကျဲကျဲလေးပြောပါအောင်ကျွန်တော်ကိုယ်ကဘုရားသခင်ကြီးကျွန်တော်တို့အဖေလည်းဖြစ်ပါတယ်ခင်ဗျာအဖေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုစူတောင်းရရာကိုဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်လောကမှာသက်ရှင်နေတဲ့ကဲ့စင်တို့ကတပည့်တော်တွေကိုသူသင်ကြားပေးခဲ့စင်တို့ကမဿဲ6မှာခန်းငယ်9ကအားလုံးသိပြီးသားဒီစူတောင်းချက်ကိုဘယ်လိုတောင်းရမလဲဆိုတော့သင်ပေးတဲ့အခါမှာအရင်ဆုံးပြောဆိုကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့အဖေအနေနဲ့အရင်ဆုံးဝန်ခံခိုင်းတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ကိုယ်ကိုယ်ရဲ့ဘုရားသခင်ဒီကျွန်တော်ရဲ့မိတ်ဆွေတို့လည်းတစ်ချိန်တစ်ခါလာပြီးတော့မှကျွန်တော်ကိုဆက်ဆက်ပေးတယ်။ဘာနဲ့တူလဲဆိုတော့တခုပြောပြမယ်။ပို့ပြီးတော့မှသိသိချာချာလေးရှင်းပြလို့ဖြစ်စေချင်တယ်။သမ္မတအိုဘားမား President Obama သူရဲ့သမီးဟာလုံးဝ7 days ဒီ weekend ထိထားပါတော့ကျွန်တော်ဒီတနင်္လာနေ့ကနေတောက်ကြနေကြည့်တော့ကသူ့အဖေကအိမ်မှာနေရင်းနဲ့ပဲအဖေကနေပဲအဖေပေါင်းပေါ်မှာလဲနေထိုင်လို့ရတယ်အဖေနဲ့သူစားလို့ရတယ်အဖေနဲ့သူသွားစားလို့ရတယ်ဒါပေမဲ့ပြဿနာကသူ့အဖေဖြစ်ပေမဲ့သူဒီအမေရိကန်တခုလုံးရဲ့သမ္မတလည်းဖြစ်တဲ့အတွက်ကြောင့်အကယ်၍များသူယုံတက်လာပြီးသမ္မတအနေနဲ့သူယုံတက်ပြီဆိုရင်တော့
သူကလေးကနေပြီးတော့မှအဲ့ဒီယုံတက်နေတဲ့အချိန်မှာသူ့ပေါင်ပေါ်မှာသွားတက်ခွင့်မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာသူဒီသမရဖြစ်နေလို့သမရလိုပဲအလှုပ်လုပ်နေတော့ကြောင့်ဖြစ်တယ်။ဒီကနေ့ကျွန်တော်ကိုယ်ပဲဘုရားလည်းပဲချိုးရင်းကောင်းတယ်။သူဒီဘယင်းနေနေအုပ်ဆိုးတဲ့ဘုရားဖြစ်လို့တစ်ချိန်တခါကြောင့်လည်းကျွန်တော်တဲ့အဖေလိုလည်းအုပ်ဆိုးပဲပေးတယ်လို့ကျွန်တော်ကိုယဉ်နေစွာတိုးဝင်နိုင်တဲ့ခွင့်ပေးတဲ့ဘုရားဖြစ်ပါတယ်။ဟာလေလုယာ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 အဲ့ဒီအဖေကကျွန်တော်တို့ကိုချစ်တော်အဖေဖြစ်တယ်ကျွန်တော်တို့ကလေဘုရားသခင်ကိုတချို့သောသူတွေကလူစုဘူးလို့မြင်တာအဲ့ဒါပြဿနာလူစုဘူးဘေးနာလို့ပြောပါဦးဘယ်သူပြောလဲဆိုတာငါသိတယ်လို့ပြောတယ်တချို့သောလူစုဘူးလို့မြင်တာဘယ်လိုလဲဆိုတော့ဇက်ချမ်းမင်းသားလို့ပါလို့ပေါ့ညနေနဲ့ငါတို့ကိုယ်ပဲဘုရားညနေရိုက်နေတယ်ပေါ့ကျွန်တော်ဒီမှာဟောင်းကိတော့ကလောကိတော့ကပုံစံနဲ့အမြဲတမ်းမတုတ်ချောင်းနဲ့ခံဆောင်နေတယ်လို့ကျွန်တော်ခံစားကြချစ်တော်ညီကောင်မောင်မများကားတိုင်းပေါ်မှာအမှုပြီးပြီးတော့ပြောတဲ့အထဲမှာလေတော့ကြမယ်နော်အမှုပြီးပြီးတော့ပြောတဲ့အထဲမှာအဲ့ဒီချိန်ချင်းအဲ့ဒီအပြစ်ကျွေးအားလုံးကိုခရစ်တော်ပြီးပြီးဖြစ်တဲ့ကြောင့်အမှုပြီးပြီးတော့ကျွေးကြော်ခဲ့တာတည်းပါအခုကကျွန်တော်တို့အဲ့ဒါတွေကိုဘုရားသခင်ကပဲဆုံးမတယ်လို့တချို့တော့ပြန်ဘယ်လိုခံစားလဲဆိုတော့ဘုရားကအမြဲတမ်းကျွန်တော်တို့အတ်ကိုဆုံးမတယ်လို့ခံစားကြတယ်ဟုတ်ပါသလားကျွန်တော်ပြောသေးပါဟုတ်ပါသလားကျွန်တော်တို့ပဲဘုရားသခင်ကိုတချို့တော့လူစုဖို့လို့မြင်တာအဲ့ဒါပြဿနာဘယ်လိုလဲဆိုတော့ဘုရားသခင်ကကောင်းချီးပေးနိုင်တဲ့ဘုရားဆိုတာမသိတော့ဘူးဘာလို့လဲသိဆိုဘုရားဒီအပြစ်စီရင်တော်ဘုရားလို့ပဲပြင်နေကြတာအဲ့ဒါခက်တာတကူကူလုံးလိုက်တိုင်းလုံးလိုက်မလုံးမလုံးတန်တရားလေကူအပြစ်တင်စီရင်ပြီးတော့မှကိုဟာကိုပဲမလွတ်လောက်နိုင်တဲ့ယုံကြည်သူများစွာရှိနေတာအဲ့ဒါအမတန်ဝန်နေစရာကောင်းတဲ့အရာဖြစ်ပါတယ်တကူလုံးဖို့ရတဲ့ကြိုးစားပြီးလုပ်တဲ့ချိန်တိုင်းမှာဘာဖြစ်တာလဲဆိုတော့အဲ့ဒီຢာကကိုလာပြီးတော့ထိုးလက်နေတာမလုံနိုင်စေဘူးဘယ်ຢာကလည်းကိုအပြစ်တင်ခြင်းကမလွတ်မြောက်စေနိုင်ဘူးဖယားကတော့ရိုက်တော့မှာဥပမာဆိုတာဆိုအကျင့်နဲ့ကိုတွားနေကြတာကျွန်တော်ကဟေးအကျင့်နဲ့ကျင့်လို့ရကောင်းရညာဆိုရင်ယေရှုကတော့အသေးခံစမလို့ဘူးပဲကျွန်တော်တို့အကျင့်မကောင်းနိုင်လို့ယေရှုသိခံပေးခဲ့တာဖြစ်တယ်ဟာလေလုယာကျွန်တော်အကျင့်အားဖြင့်မလုံနိုင်တဲ့အတွက်ကြောင့်ယေရှုအတော်ကြီးတော်ကိုတုံးခဲ့တာအဲ့ဒါကြောင့်ဖြစ်ပါမယ်အခုကကိုယ့်ကိုဆုတောင်းပြီးတော့မှစက္ကလာတယ်ဆိုရင်ဘုရားကျောင်းသွားတာပဲအယံပြောတယ်ဆုတောင်းတာမှားတာမဟုတ်ဘူးအယံကောင်းတယ်ဒါပေမဲ့တချို့သောသူတွေကြတော့လည်းဒီလိုဖြစ်တယ်ရောအယံဆုတောင်းနိုင်တဲ့ခါမှာမတောင်းနိုင်တဲ့သူတရားစီရင်တယ်ရောကိုပဲတာဝိညာဉ်ဆိုင်တယ်ပေါ့အရင်ကဆုတောင်းနိုင်တဲ့ကိုပဲအရင်ဆုတောင်းနိုင်တဲ့ကြောင့်ဘယ်လိုဖြစ်တာလဲဆိုမတောင်းနိုင်တဲ့သူစီရင်ချင်တာလေထဲကနေဖြစ်ဘူးလားဒီလိုတောင်းခံစားပါဖြစ်ဘူးလားဖြစ်ဘူးတယ်ဘယ်လိုလဲတာဆုတောင်းနိုင်တဲ့ချိန်မှာငါတော့ဖျားတဲ့အရင်ကြီးတဲ့ဟိုတယောက်ပါတယ်ဒါတော့ကြင်ကြတယ်ဒီကနေ့အဲ့လိုပဲတချို့သောသူတွေကျတော့ဘယ်လိုဖြစ်ပြန်လဲဆိုတော့ဆုမတောင်းခဲ့လို့တခါလေညဆုမတောင်းခဲ့လို့အပြင်ထွက်ခဲ့ပြီရှိတော့မထင်မှမနဲ့ခလုတ်တိုက်လို့တဲ့ကောင်ဟာဝါပြီးဖျားငေါ့ရိုက်ပြီးဖျားကိုလူစုဖို့လို့စရင်ထားတယ်ဖျားငေါ့ရိုက်ပြီးဒီဆုမတောင်းတာလို့မထင်မှမနဲ့လူသွားနေနေပဲဘာကြမ်းဂူဖြစ်လာဂူတကားကိုလုံးဆောင်မှုရနေတဲ့ထဲကနေဝိညာဉ်တော်မဟုတ်ဘူးအထဲကနေဘိုက်နာလာပြီးတွားပြီးဘုရားတကယ်ငေါ့ရိုက်ပြီးဘုရားတော်ငေါ့ဆုံးမပြီးဒီနေ့ကဆုမတောင်းခဲ့တာပဲချစ်တော်ညီကောင်တော်မများအဲ့လိုရိုက်ပွင့်တဲ့အနာမှာရှိနေတဲ့အိမ်မမျိုးမဟုတ်ပါဘူးခင်ဗျာဆရာကြီးဦးတင်မောင်တို့ပြောတဲ့စကားကျွန်တော်အမတန်ခွာရတယ်ဘာပြောလဲဆိုတော့ဟုတ်ပါတယ်အရှင်တို့ဓမ္မဟောင်းကမှာဘုရားသခင်ကတင်ကောင်းတယ်ကျွန်တော်မစိုးပါဆွဲပုံထားတဲ့သက်ရှင်ခဲ့တယ်ကျွန်တော်မကောင်းဘူးဆိုကျွန်တော်ရိုက်ပွင့်တဲ့စောင်းခဲ့ဟုတ်ပါတယ်ဒါပေမဲ့ယေရှုတော်ကာလခရစ်တော်အသွေးသွင်းပြီးကားတိုင်းတရားရဲ့နောက်ပိုင်းမှာတော့အဲ့ဒီယေရှုခရစ်တော်ဒီနဲ့ကျွန်တော်ဒီအပြစ်ပေးခွင့်တဲ့ဘေးနားမှာဘုရားရှိရတော့ဘူးဘေးနားမှာဘုရားရှိနေခြင်းဒီကောင်းခြင်းပေးခြင်းတော်ကြောင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာလက်ကိုတည်းဘုရားကိုကြည့်ပါဦး
မြင်မဆောင်ကြပါစို့နဲ့အဲ့ဒီဖခင်ဒီဆုံးမဖို့ပဲပေးနာမှာရှိတဲ့ဖခင်မဟုတ်တော့ပါဘူးကျွန်တော်ကိုယ်ပဲတဲ့ကောင်းကင်ဖခင်ဒီအနာမှာရှိနေတာဘာကြောင့်လဲဒီလားအရင်တော့ဆုံးမကျွန်တော်တို့လက်ရနေပြီပဲအခုတော့ကောင်းကြီးပေးကျွန်တော်တို့လက်ရနေပါနဲ့အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာအရှင်တို့အဲ့ဒီကောင်းကြီးပေးဖို့မထိုက်တန်ခဲ့ပြီပဲယေရှုခရစ်တော်အားဖြင့်တင်းတင်းကောင်းကြီးရဖို့ထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီချက်ကတဲ့စတိုင်းစတဲ့မှာလည်းပဲအဲ့ဒီကိုအပြစ်တင်စီရင်ခြင်းတွေကနေလွတ်မြောက်တဲ့ခရစ်တော်အသေးခံပေးရတာပါအမှုပြီးပြီဘေးနာလို့ပြောပါအမှုပြီးပြီလို့ပြောပြပါနောက်ဒီအမှုပြီးပြီဆိုစကားလုံးဒီ word ကိုအဲ့ဒီခေတ်တုန်းကဘယ်သူတွေကသုံးလဲဆို9နေရာမှာတွေ့ရတယ်နံပါတ်1ဘယ်နေရာမှာတွေ့ရလဲဆိုတော့ရှင်းနေတွေကသုံးတယ်ဥပမာဆိုရုံးမှာ prisoner တွေပေါ့ဒီဘာထောင်သားတွေပေါ့နော်ထောင်သားတွေလာပြီးတော့သူတို့အပြစ်တင်စီရင်ခြင်းကောင်းတဲ့အတွက်ရောက်လာတဲ့ခါမှာရှင်းနေတွေကဘယ်လိုသုံးလဲဆိုဥပမာဆိုဒီမှာရှင်းညီကိုနာမည်ဘယ်လိုခေါ်လဲကင်ကမနေတော့မှမဒိန်မှုကနေထောင်သွားလွတ်လာတာမဒိန်မှု sorry no အမေတကယ်လည်းဘောမှာဘူးတာနော်ရုပ်ချင်းသိတာပါလေသိတာဘူးဆိုတာမနေရမှာမဒိန်မှုကနေလွတ်လာတယ်ဆိုတော့မထင်မှတ်ပဲနဲ့မနေရမှာလွတ်လာတာမဒိန်မှုကနေထောင်ကနေလွတ်လာဒါပေမဲ့ဒီနေ့မနဲ့မှာပဲထမိန်သွားခိုးလိုက်တယ်ဆိုတော့စမ်းချောင်းမှာရှိတဲ့ထမိန်သုံးခိုးလိုက်တယ်မင်းကြီးလည်းဘာတွေနဲ့နေကုန်လည်းမသိတော့ဘူးလေမစတော့ကင်းနေရောဘာညာသုံးခိုးသွားတာဒါနဲ့သူအိမ်မှာဒီခိုးမှုနဲ့ပတ်သက်ပြီးတော့ဒီနေ့မနဲ့မှာခိုးတဲ့ကြောင့်နေ့လေ12နာရီလောက်မှာရုံးကိုရောက်လာတယ်ဆိုတော့ထားပါတော့အကုန်လုံးတွေ့ရင်တွေ့ရှင်ပြောကြပါစို့ဒါနဲ့ရှင်းနေလဲရှိနေရဲ့သူကတရားခံပါတဲ့ဒီအကုန်လုံးပေါ့တရားလိုတွေရောအကုန်လုံးရှိတယ်ဆိုတော့အဲ့ဒီချိန်မှာရှင်းနေကနေပြီးတော့မှအဲ့ဒီခေတ်တုန်းကဒီအပြစ်တင်စီရင်ခံမဲ့ပုံကိုလည်းပတ်သက်ပြီးတော့မှဒီရှင်းနေကဘာပြောရလဲဆိုတော့သူ့မှာလုံးဝဒီအပြစ်မှုနဲ့ဆိုင်ပြီးတော့မှဘာတစ်စက်မှလုပ်ဆရာမလို့တော့ဘူးသူဒီအပြစ်မှုနဲ့လုံးဝမဆိုင်တော့ဘူးဆိုရင်အဲ့ဒီဒစိတ်ကြီးပါလဲဆိုတော့ Deadless dies right paid in full it is finished ပေါ့နော်ဒါလုံးဝအမှုပြီးပြီသူ့အမှုနဲ့ပတ်သက်တဲ့ရမန်ကဘယ်သူမှတရားဆွဲလို့မရတော့ဘူးဆိုပြီးတော့အဲ့ဒီဟာကိုရှင်းနေတယ်ကသုံးရတာဖြစ်တယ် day ထူလိုက်ပြီဆိုတော့သူ့ရဲ့ပြင်းမှုနဲ့ပတ်သက်တဲ့ရမန်ကဘယ်သူကမှတရားဆွဲခွင့်လုံးဝမရှိတော့ဘူးအားလုံးပြီးသွားပြီဟာလေလုယာဟာလေလုယာချစ်တော်ဒီကောင်မများကျွန်တော်တို့အပြစ်အတွက်ယေရှုအသေးခံပြီးပြီသေခံပြီးပြီဒါက past အရင်ကအတိတ်တော့ကျွန်တော်လုပ်ခဲ့တဲ့အပြစ်တွေပါတယ်လို့အခုဒီဘဝမှာလုပ်နေတဲ့အပြစ်တွေလည်းပါတယ်လို့နောင်ဘဝမှာဆက်လုပ်အောင်မဲ့အပြစ်တွေအားလုံးအတွက်အပြစ်တွေရှိတဲ့မြတ်ကိုစေတော်တာဖြစ်ပါတယ်ဟာလေလုယာလက်တော့ကလေးခရစ်တော်ကိုတော့ပြုချင်တော့ပြုပါဦးယေရှုကိုတော့ပြုပါဦးယေရှုကိုတော့ပြုပါဦးဒါကြောင့်ဒီကအဲ့ဒီကားတိုင်းပေါ်မှာ it is finished ကျွန်တော်ရအပြစ်နဲ့ပတ်သက်တာမှန်တယ်အကုန်လုံးပြီးသွားပြီနောက်ချိန်ချင်းတဲ့ကိုသွားကြည့်အောင်ကျွန်တော်ဓမ္မဟောင်းချင်းကပါအရင်တော့ဘယ်လိုရှိခဲ့ဘူးလဲဆိုတော့ဓမ္မဟောင်းဆိုတာတက်ဆိုင်နေအရင်တော့ပေါ့လေဘင်းတရားဟောင်းတွေပါကျင်လည်နေတဲ့လူသားတွေကကျွန်တော်ယုံကြည်သူတွေရောမယုံကြည်သူတွေရောဘာရှိခဲ့လဲဆိုတော့တခုခုလောက်လိုက်တဲ့အပြည့်ရဲ့အကျိုးဆက်ကကိုယ့်ရဲ့မျိုးဆက်ချိန်စာလို့ခေါ်တယ်လေးဆက်တိုင်အောင်ခံရတယ်ဥပမာဆိုတော့အာဗြဟံကသူ့ရဲ့ဇနီးနဲ့ဆာရာကိုဘယ်လိုလဲဆိုငါညီမဆိုပြီးထိန်လိုက်တယ်သူ့သားခင်ပါလေပဲသူ့သားအိုက်ဇက်ခင်ပါလေပဲသူမယားကိုပဲညီမတို့တစ်ခါပြန်လဲပြန်ရောနောက်အဲ့ဒီအိုက်ဇက်ရဲ့သားယာကုပ်ကြတော့သူ့ဖေကိုလိန်သွားရောသူ့ဖေကိုလိန်တယ်သူ့ကိုလည်းလိန်သွားတယ်ထွက်သွားတယ်ဆိုတော့ဒီလိန်ချင်းဆိုတာမျိုးဆက်၃ခုဖြစ်လာပြီယာကုပ်ရဲ့သားကျတော့12ယောက်စလုံးကသူ့လာလိန်သွားတယ်
다 뉴스 체인사도 그룹에 들어간 게야. 지도니 그러면 말이야. 아그 캠하고 저는 알루미늄 뉴스 체인사냐 간사야 만나서 그쪽 거기서 드리네. 소리를 조심하고. 저는 뼈뼈뼈세 앞에 뼈뼈뼈세 예수 돌아에 아뚜이로디 에리 뉴스 체인사 아로 시다고 그래 시조 댄스 비례도 예수 그리스도의 뛰어오더니 할렐루야 할렐루야 그러면 뭐 그분 라이는 괜찮아 막 표현해로 뭐는 가바데 혼자도 괜찮아 막 괜찮아 메사로 메시도 할렐루야 예수 Lord, hallelujah! Hallelujah! Let us be all the prayer to all the prayer to Hallelujah! Hallelujah! It is finished. So let's get on there. Era change 시간이 예수 유다비. 가라이 뭐 저로의 강함의 change 앞뒤 아는 것 예수 그렇게 또 돌아게 아뚜이로디 기타 그나도 하고 타워라티 londo고 이러고 도게 예수님의 할렐루야 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 나 프리즌나로 이 타운에 마치 타운다리로만 디아스의 시비가 동작했어요. 나 얼마 동안에서 merchants를 거래 공대리가 동네 음악 공대에서 가면 들어와 예능아 세우에 가봐도 아까운데 거 그분에 들어 무이집 내가 보고 그분에 들어 레레 요구에 유야. 서로 음악 두네 두가 공대 lok자서 두마 빼세야 주인야지 시래 에라고 제과비 소예 바로 알아서 슬랭이 그처럼 디와로 들어봐라 세신비를 들어봐라 방차리 많이 여러분 들어에 공대에 가마 들어 아니 공도에 지는 빠따 뿌려마 누에 주인이 만나다 그런 신도함이 마마 빼세야 비아마 빼세야 물어보 아로 신비비 또 요한시 저 그렇게 바로 페이지로 얘기하는데 오시엔 뭐만 방차리 뭐만 깨고가 와너 아로네 저 페이지 들어래 에 공대리야 동안에 디 아야네 빠따 뿌려마 비아마 빼세야 물어보 신비비 소예 에리 뜻이고 투다야 마찬가지 공대리야 동안에 이게 예수께서 돈라게 아뚜이로 앞에 저너의 깨주의 시기다 아로 신비비 신비비 나도 그처럼 변자매 안나 여가 시기다 걸어 신비비 할렐루야 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 그래서 그리스도 보시는 누리가 따도 니들과 카테인도 야라고 마비베 앞에도 미라모미니 할렐루야 할렐루야 이런 제가 왜 시도네 이 펜레바 그리스도 날 지게 너 여기 예수 그리스도 날 지게 예수 돈에 아뚜이도 앞에 아미소 나이 야라레 할렐루야 아시노와 카메로네 아파네 위에다가 아파네 위에다가 앞에네 위에다가 가운데 밖에 위에다가 지금 아시노와 영지도 우리가 별로 수다마서 파야로 다야 표현인데 야훼 제호바로 그렇게 했잖아 다이다지 파야로 거예루에 또또리 파야기는 만리간다 너무 위에 시비해야 돼 맞아요 아다의 사가나무 탐지 아비 아파 카메라로 저 위에 시켜야 돼 앞뒤야 위에 보자 또 그래 야구 예수 그리스도 비게라게 비살라게 아따도 아지 할렐루야 에이 아따자 네 아따야 에이 아뚜이자 네 아따 또 아따다 비하신께서 비게라 할렐루야 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 사이 신비비 나도 저를 눈납치에서 저를 두고
ပြောပြပေးခြင်းကျွန်တော်ချီးမွမ်းကိုးကွယ်တဲ့အခါမှာကျွန်တော်ဆိုရင်ဘုရားတကယ်ကိုချီးမွမ်းကိုးကွယ်တာအမတန်ပျော်တဲ့သူတစ်ယောက်ဖြစ်တယ်ကျွန်တော်ရဲ့တင်တော်မှာလည်းဘုရားကြီးဆိုတော့ကျွန်တော်ကိုစကြင်ကူမွန်တော်ကကျွန်တော်ကိုပါညာတူပေးလဲဆို worship pastor မမေ့ရှိပါဘူးခု3နှစ်တည်းမှာပေါ့အဲ့မတိုင်ကျွန်တော် youth pastor လောက်တာ6နှစ်ရှိခဲ့တယ် youth pastor မတိုင်ခင်မှာကျွန်တော် Sunday school ဆရာ9နှစ်လုံးကျွန်တော် volunteer လာစာမယူခဲ့တဲ့ကျွန်တော်9နှစ်လုံး Sunday school သင်ခဲ့တယ်အဲ့တော့ပြန်ကျွန်တော် BDH ပြရတဲ့ချက်ချင်းပဲ youth pastor ဖြစ်လာတယ်အခု worship pastor ဖြစ်လာတယ်ဖခင်ကြီးဆိုတော့ကျွန်တော်ဘာမှမတတ်ပေမဲ့ဖခင်ကိုချီးမွမ်းတတ်တယ်ဟယ်လိုဟယ်လိုစက်ကြီးဆရာမတော်ရဲ့အိမ်မှာကျွန်တော်နေခွင့်ရတယ်ကျွန်တော်ဒီလိုပြောတဲ့အခါမှာကျွန်တော်တက်တာအားဖြင့်ကျွန်တော်နည်းနည်းလေးဝင်ငါချင်လို့ဖြစ်ပါတယ်2008ခုနှစ်မှာကျွန်တော်မိသားစုဝင်အကုန်လုံး US သွားတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ကျွန်တော်ပြရမိသားစုအားလုံးပေါင်းမှနည်းနည်းလေးနဲ့16ယောက်ပဲရှိတယ်မောင်နှမ9ယောက်ပဲရှိရလေဆိုတော့မောင်နှမ9ယောက်ကနေပြီးတော့ရလာတဲ့သူရဲ့ကျွန်တော်မကြီးတွေပေါ့နော်ကျွန်တော်တို့ရဲ့ရလာတဲ့အိမ်တော်မိသားစုတွေနဲ့အကုန်လုံးပေါင်းမှ16ယောက်ပဲရှိဟိုမှာဆိုကျွန်တော်ရဲ့ဟိုဒူတော်မောင်လည်းရှိရဟိုမှာဝါအားကျွန်တော်ဒူပေါ့လေအဲ့ဒါအားဖြင့်ချင်းတော့ကျွန်တော်တို့ကအဖိုးပေါ့ကျွန်တော်တောင်းကောင်းလို့ဒီတော့ပကပ်လို့ရှိတယ်ကျွန်တော်ရဲ့တောင်းတယ်ဆိုဘုရားကြီးဆိုတော့ကျွန်တော်မိသားစုကအရင်တုန်းကဆိုရင်ကျွန်တော်ဖေက merchant တယောက်ဖြစ်တယ်သူကပုံနဲ့ပွဲစားသူလို့ပြောတယ်။အဲကြောင့်သူကငယ်ငယ်ကလေးကကျွန်တော်ဒီလိုပြောမမားပါဘူး။သူများလို့အရင်ကြီးမကြွယ်ဝခဲ့ပြီလေချမ်းသာတယ်ပြောရင်မမားပါဘူး။အရင်ကြီးတော့ချမ်းသာခဲ့တာတော့မဟုတ်ပြီလေတော်တော်လေးတော့ရှိရပေါ့လေ။ဆိုတော့ရန်ကုန်မှာဆိုရင်ကျွန်တော်တိုက်ခန်းတွေ3-4ခန်းလောက်ရှိတယ်။တောင်ပိုင်းမှာလည်းရှိတယ်။မြို့ထဲမှာဆိုရင်39လမ်းမှာပေါ့လမ်း40မှာပေါ့ရှိခဲ့ပြီပါပဲအကုန်လုံးအဲ့ဒီ2008ခုနှစ်ကျွန်တော် BDH ပဲရခါစားဖယားအတန်တော့ကျွန်တော်ကြားလာတယ်ဘယ်လိုကြားလာလဲဆိုငါသားမင်းအားဖြင့်မြန်မာပြည်မှာ praise and worship နဲ့ငါကောင်းချီးပေးမယ်အဲ့လိုကြားတော့ကျွန်တော်ဒီညပြောရလားငါပဲတွေးတော်နေသလားဆိုပြီးတော့ကျွန်တော်ကိုယုံကြည်မှုမရှိခဲ့ပါဘူးကျွန်တော်လောက်တတ်တာတခုတော့ရှိတယ်။ဘာပဲလောက်တတ်လဲဆိုတော့ဂီတာတီးတတ်တယ်ဖျောက်ချီးမွမ်းကိုကြတာအမတန်မှကြော်ဝေးတယ်ကျွန်တော်။ဒါကျွန်တော်3တန်းရွယ်ကလေး4တန်းရွယ်ကလေးဖြစ်လာတဲ့ရာတခုဖြစ်တယ်။ဆိုတော့အဲ့ဒီတော့ရှိကနမှာအဲ့လိုတန်လဲကြားကျွန်တော်မြန်မာပြည်မှာနေဖို့ဆုံးဖြတ်ကြတယ်။အဖေအမေနဲ့တူမိသားစုနဲ့မောင်နှမတွေအားလုံးမလေးရှားတော့မယ်အားလုံးကျွန်တော်ချင်းတွေအားလုံးတည်တဲ့အတိုင်းပဲ။အဲ့ဒီမလေးရှားတွေမှာတတိယနိုင်ငံဆိုလားစရုပ်ထားနိုင်ငံဆိုတာပါအဲ့ဒီနိုင်ငံတွေစက်ကူသွားကြတယ်ဆိုတော့အဖေရလည်းပဲသူရဲ့မိသားစုတဲ့ဒါလုံးဝအစိမ်ပြေမဲ့အနေထားဖြစ်မယ်ဆိုသူကယုံကြည်ခြင်းနဲ့တည်းချင်းလန်းလန်းလာဆိုတော့သွားမယ်နေကျွန်တော်အမတန်မှအသေးကွဲတဲ့နေ့ကိုအဲ့ဒီနေရတော့အဲ့ဒါရီးစားနဲ့ကွဲတော့တဲကွဲတာမဟုတ်ဘူးမိသားစုနဲ့ခွဲရလို့အသေးကွဲတဲ့နေ့ကို airport မှာဆို international airport မှာဆိုသွားလိုက်ပို့တယ်မိသားစုအားလုံးကတာဘိုင်ဘိုင်ဘာညာကိုတော့ပြုံးနေတယ်ဒါပေမဲ့အထဲမှာမလို့ကျွန်တော်မိကကျွန်တော်တို့ကထဲမှာပါပြီးခဲ့တယ်ဆိုမြန်မာငွေချက်2000တိတိပေးခဲ့အခုချိန်ဒီ3လုံးမကုန်ဘူးအဲ့ဒီ2000တိတိလေကျွန်တော်မှကြိုးပွေးတလုံးရှိရဲ့ youth pastor နဲ့ဖြစ်ကစားအသိတော်မှာအဲ့ဒီတော့ကတော့အခုတော့ဘုရားကြီးဆိုတော့အခုတော့ဆောင်းတော့90လောက်ရှိပြီအဲ့ဒီတော့အယောက်60ရှိပြီဆိုအဲ့ဒီရောက်60လောက်တဲမှာအသိတော်မှာဘာဖြစ်ကူကလူငယ်ဥက္ကရာဆိုတော့လူငယ်ပါစတာလည်းဖြစ်တယ်လူငယ်ဥက္ကရာလည်းဖြစ်တယ်ဆိုလူငယ်ရုံးကန်းလေးရှိတယ်အဲ့ဒီရုံးကန်းမှာငါနေတော့ဘယ်သူမှမနေတော့ပါဘူးလို့ဘာကြောင့်ရုံးကန်းမှာနေဖို့ဆုံးဖြတ်လဲဆိုတော့အဖေကအဲ့ဒီသွားတဲ့ချိန်မှာမိသားစုအားလုံးပဲစင်ပြောင်းဆိုတော့ရှိတဲ့အားလုံးရောင်းပလိုက်တယ်ဒါရီလည်းရောင်းတယ်ဘာမှမရှိတော့ဘူးတုံညနဲ့စခိုင်းတယ်ဗျာအဝတ်ဆရာတော်ဘုရားကလေကုန်ခိုင်းတဲ့ချိန်လေးရှိတယ်ပေါ့ဟယ်လိုမကြုံသေးနဲ့ကြုံလာမှာဖြစ်တဲ့ကြောင့်ကြုံတော့မကောင်းဘူးပေါ့ဒါမဲ့ကျွန်တော်ဒီနေ့အဲ့ဒီလောကဖြစ်တဲ့ကြရတဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြသိခံရဝင်ကားကျွန်တော်အဲ့ဒီမှာလေကျွန်တော်လည်းဘာလို့ရလို့ဘာကြရမှမသိတော့ဘူးမိသားစုအားလုံးသွားလိုက်ပြီး
ကိုပိုင်ကားတွေလည်းမရှိတော့ဘူးကိုပိုင်အိမ်တွေလည်းမရှိတော့ဘူးနေစရာအိမ်ကိုမရှိတော့တာဒါကြောင့်ကိုယ့်ရဲ့ကြောပွေအိမ်လေးနဲ့အဲ့ဒီရုံခန်းတွေကိုလာတယ်ဘယ်သူမှတော့မနေထုတ်တော့ပါဘူးဆိုရပါစိတ်ထဲမှာယုံကြည်ခြင်းနဲ့ပေါ့လေဒါကကိုယ့်ရဲ့ယုံကြည်ခြင်းသူများထိခိုက်နိုင်တယ်ဆိုတော့ပေါ့အိုးနေပလိုက်တယ်မကြဘူးတစ်ဖက်ပဲရှိတယ်နေတာကောင်းတော့မနေရသေးဘူးအဲ့ဒီမှာလေအမှုတော်ဆောင်စည်းဝေးဆရာကြီးဆရာမတော်ကျွန်တော်ကိုခေါ်တယ်အယောက်60ကျွန်တော်အားလုံးထိုင်နေကြဆရာကြီးကအဲ့ဒီနေ့မှာပြောလို့ဆိုကျွန်တော်ကအမှုတော်ဆောင်ဆရာကျော်ဆိုတာခြေတော့မရှိတော့တဲ့ဆရာသူရှစ်တန်းနဲ့တော့ကားတိုက်ခံရလို့မရှိတော့တဲ့ဆရာတယောက်ရှိတော့အင်းကြီးဆရာဖြစ်တယ်အထင်တော့မသိသေးနဲ့နေရာတကာသွားတဲ့သူဖြစ်ပါတယ်ခြေတော့မရှိခဲ့တဲ့နေရာတကာအင်းကြီးတရားကြောင့်တော်တော်လေးသွားခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတော့အဲ့ဆရာကျော်ကလွဲလို့တဲ့ဆရာကြီးမတော်ပြောလာပြီဖယားเจ้าမှာဘယ်သူ့ကိုမှမမြင်ချင်ဘူးဟာဘာပါလဲမင်းမျက်နှာလည်းငါမမြင်ချင်ဘူးငါမျက်နှာလည်းငါမမြင်ချင်ဘူးဆိုတော့အကုန်လုံးထွက်ကဲကိုနေစရာမရှိဘူးဒီပိုင်းမကြားချင်ဘူးထွက်ဆိုအာအဲ့မှာကိုရင်ဘက်ကိုလည်းတခါလဲစောက်ကန်သူခါလာဒိတ်ဒုံတဲ့ပွင့်ထွက်သွားတယ်ဘာလို့ဘာကဲမှမသိတော့ဘူးဒေဒီယာသွားလာမှမသိတော့ဘူးအဲ့လိုအခြေအနေမှာကျွန်တော်ဘာဆောက်ဖြစ်လာလဲဆိုတော့ဖယားတခင်ကဓာတ်ကလက်တာဆိုရင်လေအရန်တော့တော့ကောင်းတဲ့ဓာတ်ကလက်ဖြစ်အောင်ထက်နေပုံပြီးတဲ့တွေးပြီးတဲ့အချိန်ကာလဖြစ်နေတာအခုမှနားလည်တာပါအေးဘာလို့မသိဘူးခက်ခဲတော့ခက်ခဲမှန်းကိုမသိတာဟာလေလုယာကြောက်ရမယ်နော်ဖယားနဲ့အတူတူဖြတ်တန်းလာပြီဆိုရင်လေခက်ခဲတော့ခက်ခဲမှန်းမသိအောင်ခက်ခဲလာလိမ့်မယ်ညာတော့လည်းကြုံဘူးတဲ့တယ်ဘာလို့မရဘူးစားကျွန်တော်အရင်တော့ဆိုရင်ဒီငါးတန်းတော့ရန်ကုန်ရောက်ခါစားတော့ဗမာစကားမသိတဲ့ပုံစံလိုပေါ့လေဗမာစကားဘာမှမသိတာအလုံးလားပြားလားတော့မသိဘူးခင်ဗျားတို့လည်းမရှိနဲ့ခင်ဗျားတို့လည်းအဲ့လိုပဲမလားဥပ္ပနိလေးကိုကန်စားမဟုတ်တယ်မလားနိုင်ငံတော်အချင်းတော်ကအတိတ်ပဲနားလည်းကမကြသေးဘူးငယ်ရဆိုတာဘာပဲဘာလို့ဘာလဲဘာမှနားလည်တာမဟုတ်ဘူးအဲ့ဒီနိုင်ငံတော်တစ်ချင်းနားလည်တာတော့မကြသေးဘူးဟုတ်တယ်မဟုတ်ဘူးလားကျွန်တော်ချင်းတော်မှာချင်းတော်ဘက်တွေကျွန်တော်ဘက်တွေမှာဆိုရင်ဗမာစာကိုချင်းလို့သင်ရတာကိုဗမာစကားနားလည်လို့ဆိုဝေးလို့ပဲအဲ့လိုပဲကိုကခက်ခဲမှန်းတော့မသိခဲ့ပါဘူးတော်လေးဗမာစကားမသိလို့မသိမှန်းတော့မသိဘူးဆိုတော့အခုလိုလေအဲ့လိုပဲကျွန်တော်ကဲမှန်းကိုမသိတဲ့ကဲချင်းရောက်လာခဲ့အခုပြန်စဉ်းစားမှအော်အဲ့ဒီတော့ငါတော်စင်းရတာပဲအခုမှသိစဉ်းစားပြီးမှတော့ခက်ကြံတဲ့ပါပြီးမှပဲသိရတယ်ချစ်တော်ကြီးကမောင်မများအခက်ခဲမရှိတာမဟုတ်ဘူးအခက်ခဲရှိတယ်ပြဿနာမရှိတာမဟုတ်ဘူးရှိတယ်အဲ့ဒီထဲမှာပြနေဖယားကြီးရဲ့အမှုပြီးပြီဆိုတဲ့အောင်မြင်ခြင်းဒီတိတ်တက်ဖြစ်နေတာဟာလေလုယာဟာလေလုယာဟာလေလုယာဒီမတိနေနာမတဲ့အတွက်အဲ့ဒီအောင်ခြင်းကိုယေရှုတော်ပြန်ပြပြီးပေးတာပေးပြီးတာဖြစ်နေတာကြည့်အဲ့ဒီဝတ်ကျွန်တော်ဖြတ်တန်းနေရတဲ့ပုံစံကျွန်တော်လေးအစာရှောင်ဆူတောင်းတယ်ဆိုတော့တနာတယ်အဲ့ဒီနေ့တွေ့ပေါ့လေရှောင်ရှိခုနေ့တွေ့အစာရှောင်ဆူတောင်းတယ်ဆိုတော့တနာတယ်ဘာလို့လဲဆိုစားစရာမရှိတာဘူးအာကူစရာလည်းမရှိတော့ဘုရားပဲရှိတော့တာလေဒူတောင်းဆူတောင်းဘုရားနဲ့တခုတည်းတွေ့အဲ့ဒါကျွန်တော်အရသာရှိတဲ့ဘဝဖြစ်လာတယ်ဟာလေလုယာဟာလေလုယာကျွန်တော်သိတာပဲယုံကန်ထဲမှာဂီတာနဲ့လက်ရှိတဲ့အဲ့ဒီဂီတာနဲ့ဘုရားကိုပို့ပေးတယ်ဘုရားကိုချီးမွမ်းတယ်ဒီဟာတော့ကျွန်တော်ပြောတာလည်းမရှိဘူးဒီတက်တဲ့ကျွန်တော်လောက်တက်တာလည်းမရှိတော့ဘူးဒါနဲ့ဆရာကြီးတို့ကကျွန်တော်တို့နားလို့နေမှာပေါ့တွေ့ပြီးနေတယ်တွေ့မှာဒီနေ့ယုံကန်ကိုပြောကျွန်တော်ပြောတယ်ထမ်းတော့ငါအိမ်မှာနေချင်လားမေးရပဲရှိတယ်ဟုတ်ကဲ့ဆိုတဲ့အပေါ်မှာကိုယ့်ရဲ့ထုတ်တဲ့ကောင်ရှိတဲ့ကောင်တိတ်တော့မှရောက်လာသူ့အိမ်ကိုအတွေ့ရချက်ချင်းပြေးဆရာအိမ်ပြန်ရောက်ပြီးကျွန်တော်ရောက်သွားတယ်
Biachi so jao Malaysia liga. Payane satwa yadare, payabu kupe tatare, connection ni payat kine lok tatare, tapchiti ne simpi ne sinso dologe, paunyaga ne piansaya. Payat kine pelo tuala yale, tomo payat isi ye amuya poma pelo, attention tuala yale tura, let do it ne kaina piyaga, let do it. Chalo sa do it mo let do it payat ne kaina. Any mabe mo chalo sa piyama. A chain is Yetana. And you know, me, Yebu, but do Mamma did the chain. Any change, Papa. Payati was on Imam Last of Sadi. Kuro Bama or Chopwa, one to the guy. Kuro Baini, Belo Satuya, Mane, to here. Did the Chiati, we are counting Pila. Hallelujah. Hallelujah. But love our counting Pilas of the children, I can't call higher. Said system of Emma Machine, much more Yita today. Emma. Gida Kai, Piao Cook, Chiman, oh, Tonobo, wow, Kuro, Yeta, Kuro, let us say yes, she today. Kuro Pile, attended the city. God, I know my Piat can be to attack who Pila. Chonoro to attend shame with the big up to body. Hallelujah. Sati attended the ship of Moro, Careto Pile, we attended the ship of Payami. Hallelujah. Oh, it's a little bit of Pile, put that to go Pile. Set time. Payami, set text to see kind of long yet go. Love you, I see that. Sitra, take on the Sitra, hallelujah. But then you see a San John's of the way. Era, take on the correct of Shane Kayarakama. To those who should model to those who Nadi Gura machine. Correct of the Nana Shinobi. Hallelujah. Tony to some correct of the Shin Silarakama, to the Wopare. Go hard with the Shimbu, correct of a Teshin Kaguri. The Wopare. To know how many to trade on the other. To know love someone change out on the Nabu. God, I be out on the hallelujah. Yes, shoot out on the hallelujah. That's all. Yoma Shipa. Piabrube. Yoma Shipa. General, sing it in Makana Blue of your Itamaga. Sing it in Kansin Bim. Kansin Bim. No, in all these things, we are more than conqueror through Him who loved us. Chonoro chile kebeto api chonoro riha. We are more than conquerors. You tama amina mabu. Amni dodu che. Amni dodu. Jadabo. Amni dodu che. Amni dodu. Karare chonoro ku say the chana ngebu chene. Yeshu api nyala re aumyin children they bag in the body. God and Tiapo Piaki aumyin sore amu big Israel to China in the body. Hallelujah. That's how any aumyin will get China out. They are Yeshu of the Budule. Aumyin to that. Aumyin to. And then a tree you let that body there. A tree in that body. A tree you let that body there. Yeah, oh yeah, Pia Shima, what can you? The Adam went to y'all. I'll take you up in a yes, sugar about it. They never do that. I'll be not do. Yes, sugar about darling Boba, BC, and Moyaki. They never do that. I'll be not do that. I'll be not do. Hallelujah. Let us get all hallelujah. Eric Ritter in the more than conqueror. Hallelujah. Hallelujah. Eric Riddle, easy and Muya Abjay, General Petita, ID, go your ID, come on. They have here that today. Hallelujah. Baby Amuisa, we can today. Hallelujah. Hey, but you don't land down with Piaga trouble. Gino, hey, Emmanuel Chia Abjay, Janet the Chin of your eight chain out of me, young Jesus, check out of the baby. Piaga, Bosa Pilare.
Oh, party to Boma, Sal, come away at the door. Go you woman, your woman, call it. To a Muslim, you die, you know a Muslim. A cool of Piachi was out any, the chili after Piacha, Tutica, John Yin, the chili after Piac, Tutica. You know what? Bada Japi kept me. A cool of Eddie, good also, a teshin of Piazza to Geshina, Santa Yin, Santa Yin. Did the Chin Sabari after Piakia getting chippy and hallelujah. Hallelujah. Oh, you did a yellow and make up with a broken. Good or be at the ship to Sakalo, Latia. Good or be at the ship, man, at that song can live away. Payaki, Jesus, John, Erika, and Diablo, the Wobble, Nale. How they have me about and good or be at the ship. Low show teaching and won't come like a kudo at the ship. Hallelujah. 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 Paya cheese was on that they can take that each other. John the good Ramina. Elu Luna, General Army and General to good love your army and Maria. General to good love chain, a carlum than you hope, go at the after level. General love sound like Lulu, second like Lulu, General Yan to Lulu, Lolo, General Mama Moody. Any on Jinkin and on Jimmy, Bepoma, Shepti, on Intineso, yea, shoot correct on yet, Apoma, Yeti, on Intimid, hallelujah, hallelujah, hallelujah. General, a good now solo, Galay, no solo, change up a little way. The Matia today, ye, shoot on it to put the ship way, Dicala, and the dam, Los Yakamati. At the ship, I'm a the Mafia built them. The Mafia said, Yeshu. That's how any jumps with it. The Mafia today, jumps with it. Yeshu correct over. Shut you up the Shinamekala, Dikala. Hallelujah. Drop the chin in Nadia so get up. Down ye carry, Dona Kulo. Achadia she dedo Achadia she dedo. That's why Down ye carry Dona Kulo Achadia she dedo Achadia she no ID they have been over yet to be on the ship. Yeshu Christos the job yet to be on the ship. The Galapini. Ericama the afternoon, the chance of home. Ama the afternoon, Yeshu Oku, the ship of the Ericama the afternoon, General, it is finished to draw a pit that but the Primaya Catabo looks on Pigabi, our Jay Quimuyabo, Yeshu today. Our new Lord Yeshu today, hallelujah. Any Yeshu that the Rema Tuala, people need and Chinchan Nekama. Yeshu go like Ayaka, they looks on Pigabi, the Boba River, any ID. So remember, they were cheating a piano to Pindala and good morning, joining the Nico today. Today I go to the ship better on Tain, the Lord at the top. The arrest by our spirits of John Mapura, the original of that region. Mapo de John T in the Piaga to Yaki. Arabarizo. John Mapo de Maparishi, Ami, Marishe. We take a ray, we know, Hakimi, Lumio, Baba, Nialesa. Amji ni ama tin na me ko thep ba da tin ID ဖြစ်တယ်tin na me baလဲtin na me ပြောtin na me ပြောကြည့်ပါဦးဟောခုနာmeကိုမပြောရဘူးပြောကြည့်ပါဦးtin3ကျင်းလေးပြောပါခုနာmeကိုဝန်ခံတာဘာဖြစ်လဲပြောပါဦးကျွန်တော်ဆိုရင်กินลำทังပြောကြည့်ပါဦးခဏกินลำทังလားกินลำทังပြောပါဦး
Ada waktu nak aku kamar nami. Muida kiri maku muida kiri tu bercerai aku. Hana yo. Now kamar tu aku siap pilih nak bayar lah. Tak kiri aku nak ceci maku. Kau aku ceci melo. Now tu nak sembale. Now tu suara. Pakai anjing ama. Loga pakai tu macam mana? Ayuh bebas kita apa so? Payah dikit. Okay. Apa payah dikit betul. Okay, pakai nama betul le? Betul le? Okay, betul le? Tui au susah sih dia. Bab tui le? Bab tui le? Tui. Hallelujah. Jesus, hallelujah. Nama ini. Yesus yang atuh itu yang jitu Allah yang cuma sengmen nabi season lari kama. Ini atuh itu apa kita meno? Yesus atuh itu tema kensam sigu. Halo. Yesus atuh itu tema bituile sigu. Si boleh sigu. Halo. Yesus atuh itu tema. Jangan dimesi jangan dimesi, haleluya. Laksana jin, taswana jin, tergoleh bini. Ini atui lo tema sih. Dah jauh tui osla balik so jin. Tiada betul tak le? Tiada. Haleluya. 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 Lawakah usia sih dia mana? Ini dia apa? Betul le so tiada kene. Pihak ke usi ni lah, haleluya. Betul malu ya, haleluya, haleluya. Now, apa bahasa ni le? Lumio bata. Tiada lumio di cemo bu, zombie le bu. Balik surat cino, cenderung si surat ni kau jamin. Tiada kereta mio cene. Pihak mio cene. Haleluya, haleluya, haleluya. Kau mau pihak mio. Amen. Amen. Hello. 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 Let's go through the sorry no. That meant that amen. Come here yet DJ amen. ID amen Allah. Ding di piyada ti. Hallelujah. Amen. This down I know lo piya kaung chi me sram yo mo lo. Ding di piyada ti ko jam kaung chi ya mi da chi. Amen. Amen su down ma kaung la kaung la bo su down ya. Payah ne chase ni ya. Hallelujah. Namun era aje belagu, aje lara bale, tenha Yesus ke doa ben payah dah jadi. Payah tu ni jadi. Hallelujah. Dia tuai di Yesus yang tuai jadi. Hallelujah. Tuai lo dia macam apa sih? Dah tahu Yesus ke doa dia amu bibi lo dah last time lo. Tuai jalan ni ya bapa. Dia tuai sih dia, anda yoga sih dia kau lo. Sejarah begini. Ini perlu kita. Perlu kita. Alam tahu sampai kapan. Yesus kedoa apa jualan. Jangan api itu awam pun yang terlalu kena bukan. Dia apa awam kena ni. Yesus kedoa bukan awam pun jadi. Tu di awam yang tahu jadi. Haleluya. Tu di anda yoga bukan pilihan yang jadi. Api itu awam pun kena. Yesus awam pun kena. Haleluya. Ayat kata ini bawa awam ni. Yesus ko awam ni bo. Haleluya. Tu ko awam bo. Haleluya. Dah Yesus ko betul ko tali. Ni time tu ye bawa. Jauh sudah Yesus bawa. Jangan disahkan. Yang itu dia siapa yang berada. Jangan ini dia abi jenis. Tetelah style semua. Tapi apa jadi jadi ni patah dia. Alam mana Yesus ko tak karai bawa. Amu bida itu jauh. Tinggi Yesus itu ya bisi ya apa? Tinggi awam yang tahu jadi. Tinggi cewa tahu jadi. Tinggi kaumsa tahu jadi. Haleluya. Aku ajar orang kaumsa ni, kaumsa ni ada. Aku kaumsa lah. Kombi, jawab awam kaumsa ni kombi. Kaumsa ni kikong bahawa jawab awam. Aku lo Yesus apa tinggi kaumsa ya. Haleluya. Haleluya. You know gaung में जी द्वारा aku lo gaung जी ya. Haleluya. Aduh, mere ko besi ini kama ko ke ko nyimba nyane so betul ko aku melong melej pare kama biasa mah melaj lo ko cepat. Kau aku lo
예수 앞에 가디 택하네. 예수 앞에 가디 뜻을 할렐루야. 예수 그리스도 앞에 가디 큰 뜻을 가야 거든요. 예수 앞에 가디 아책 가야 거든요. 할렐루야. 예수 앞에 가디 가우지 칸 거든요. 예수 앞에 야네 시세 죄와지 다도 니때과 같은 거야. 아로더니 바이산 거든요. 원카마 디니 아니 사브와 예수 보마베 야티리마 저들이 아비의 렌디로 줘봐래. 역사에 가신 가우지 비가시. 아멘.